စားပြမဲ့ vlog မဟုတ်တဲ့သွားလူမဲ့ vlog လဲကူကမိဘမဲ့ကလေးလေးပြောသွားအောင်ဝတ်တုံးခင်သွားကြွေးကြမယ်ကင်ဝတ်တုံးခင်2026နှစ်တဲ့အလူကိုရှွန်းဗမာသွားလူခဲ့လို့ထင်တယ်အရင်ဆုံးကင်ဝတ်တုံးခင်ရဲ့မင်္ဂလာဆောင်ဆိုင်ခွဲမှာသွားလူမဲ့ lunch box လေးတွေကိုအရင်ပြင်မယ်ကင်အဖွဲ့သားတွေကလည်းအခုလိုတက်တက်ကြွကြွနဲ့အာတက်တရောဝိုင်းပြီးတော့ပြင်ဆင်ပေးကြရဆိုရှွန်းတို့အဖွဲ့ကပြင်ဆင်ရေးကဏ္ဍမှာတော်လေးတတ်တာလိုက်လဲကူတွေသွားမှာတဏီကုန်းမရေကိုကြွေးပြီးခန္ဓာကိုယ်လည်းဝတ်တုံးခင်ဆိုင်ရင် energy ဖြစ်လိုက်ကြတယ်တူသွားကြမယ်လိုက်ခဲ့ကြဆိုပြီးတငယ်ချင်းတွေအများကြီးတော့ခေါ်ထားပေမဲ့တကယ်တမ်းလဲသွားထုံးစံနိုင်ပြီး3ယောက်ပဲကျွန်တော်သွားလို့မဲ့နေရာကလေကူစိတ်ရှိတဲ့တဲ့လမ်းဟိုးဆုံးဖြတ်ဝင်လိုက်တာနဲ့ရောက်တဲ့ဦးဝင်းမိဘမဲ့မိသားစုစီကိုသွားလို့မှာဒီကေဟာလေးကလေအေးချမ်းပြီးတော့ချစ်ဖို့ကောင်းတယ်သိလားကလေးတွေအကုန်လုံးကလည်းစူးစမ်းပြီးနေ့စဉ်အချိန်စရာနဲ့ပုံမှန်လေးသွားကြဒီမှာတိုင်းရင်းသားလူမျိုးပေါင်းစုံရှိပြီးအားလုံးကအဖေရဲ့အမေရဲ့ကလေးတွေရာချီရဲ့မိသားစုတစုလိုသဘောထားပြီးနေလာကြတာတဲ့စိတ်မကောင်းစရာတဲ့တင်ကတော့ဦးစီးရဲ့အဖေကကွယ်လွန်သွားတာမကြသေးဘူးတဲ့ရှင်တို့လာလူရဲ့ရက်နဲ့ဆိုရက်ပိုင်းမဲ့ကွာအားကြောင့်ကြံခဲ့ရဲ့အမေကပဲဆက်ပြီးတော့ဦးစီးနေရပေါ့အမေလည်းသူတယောက်တည်းဆိုတော့အားမရှိဘူးတဲ့အားကြောင့်မလို့အခုလိုအလူရှင်တွေလည်းတကယ်လိုအပ်နေပါတယ်တဲ့ဒီကေဟာလေးမှာရှိရဆိုလို့ရှိရင်ခလေးဟိုးတသေးလေးကနေလူလက်ပိုင်းတိရှိရတွေ့ခဲ့ဒီလိုလူအယောက်ရာချီအကုန်လုံးတယောက်ချင်းစီအမေကလက်တန်းရွတ်သွားဒီမှာတော့အရှိန်မှမှာတော့စာကြိုးစားပါစိတ်ထဲမှာအများကြီးကြွေးပြီးတော့စိတ်ညစ်စရာလို့ဝတ်သားတင်ကြိုက်တာသူတို့ဆိုနေကြတဲ့ချင်းလေးတွေအကုန်လုံးကိုလည်းနားထောင်ခဲ့ရရဲ့ပြီးတော့ဒီမှာပညာရေးဦးစားပေးကြရဆိုတော့ကလေးလေးတွေအားလုံးကကြောင်းတက်ရရဲ့စတင်ရတယ်ကြောင်းပြီးသွားလို့ရှိရင်လည်းဘာသာစကားကိုသင်ပြီးအလုပ်လုပ်တဲ့အထိကိုအမေကတေချာလေးပြောထောင်ပေးတယ်ဒီကနေတကယ်အရေးချင်းရှိတကယ်တော်တကယ်ကြိုးစားရတဲ့သူချို့ဆိုဂျပန်ထိသွားနိုင်အောင်ကြိုးစားသွားရတဲ့သူရောင်ရှိရဲ့ဒီလိုလေးတွေကြားရပြန်တော့လဲဝမ်းသာလိုက်တာနော်တကယ်ကိုမမြင်နိုင်တဲ့အညွန့်လေးတွေပြိုးပင်လေးတွေပါလားပီတိစာအားရှိဆိုတဲ့အတိုင်းပဲအရန်ကိုမှပီတိဖြစ်ခဲ့ရတဲ့နေ့လေးဒီเจ้าနေကြသေးရောဒီကေယာလေးမှာသွားလူခွင့်ရအောင်ပံ့ပိုးပေးရဲ့ကင်ဝတ်တုံးကင်လည်းရှွန်းကနေကျေးဇူးအများကြီးတင်ပါတယ်ရှင်အားကြောင့်ရှုံးကလည်းဒီကေယာလေးနဲ့အတူကင်ဝတ်တုံးကင်မိသားစုဒီထက်အများကြီးလူနိုင်တန်းနိုင်ပြီးစီးပွားလက်လာပါစားတတ်တဲ့ပို့တိုးပွားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒါလေးကတော့ဂေဟာအငယ်ဆုံး9နှစ်သားလေးကိုအင်တာဗျူးနေရဆိုတော့ချက်စိတ်ညစ်အောင်လုပ်နေရသူကစောကျင်နေရကွယ်နာမည်လေးကချစ်အောင်ခိုင်းတဲ့ချစ်အောင်ခိုင်းစောကျင်နေပြီအဲ့နေမကြီးမငယ်ကျမပါဝင်စော့ခဲ့စိတ်ရှုံးတော့ကလေးငယ်စောရှုံးနေအခုလိုတို့လေးနဲ့ပြန်ဆော့ရတော့လေစိတ်ထဲမှာဘာစိတ်ရှုပ်စရာမှမရှိပဲနဲ့ငငယ်တုန်းကငယ်ဘွားလေးကိုပြန်အောင်တတိရသွားတယ်။အားကြောင့်ကလေးဘွားကအကောင်းဆုံးဆိုပြီးပြောကြရနေမှာဝင်းထဲမှာတွေ့ရဒီကလေးလေးကလည်းသူလည်းဘိုက်ပြည့်ပြီးငိုက်နေတဲ့ပုံစံဒီနေ့ညနေပိုင်းလူလေးတစ်ဖြတ်ကတော့ပြီးသွားပြီ။ဒီမှာကလေးလူကြီးအားလုံးပေါင်းမှာအယောက်တရာဆုံးဆုံးပဲရှိရဆိုရှွန်ပပိုလိုလိုဆိုပြီးထည့်လာခဲ့တဲ့ဝတ်တုံးကင်ဘောက်စ်တွေကိုအိမ်ပြန်လမ်းမှာလိုအပ်နေတဲ့သူတွေကိုလိုက်ပြီးဝေလိုက်တယ်။ဒီပါဆိုစုရီတတိပေးလို့အကြားရက်ဆောင်ခဲ့ရသည်။အားရဆုံးကတော့ BOC တောင်းကဒီလူအုပ်ပဲ။တကယ်လိုအပ်နေတဲ့သူတွေကိုလူခွင့်ရလို့ဝမ်းတာပီတီကတော့နှစ်ဆတိုးခဲ့ရပါတယ်။ကင်ဝတ်တုံးကင်နဲ့အတူတနေကုန်ကုသိုလ်ရဲ့အများကြီးရခဲ့တဲ့နေ့လေးမလို့တကယ်ကိုမမတ်ရရဒိတ်လက်လာပါပဲရှင်။